ဒီနေ့ကတော့ကချင်ပြည်နယ်ကနေမာတာမိခင်ကပြပို့လိုက်တဲ့မြစ်တာစာလေးရပါတယ်ရှင်။ရန်ကုန်မှာရင်ခုန်နေပါပြီ။ရန်ကုန်မှာပတ်စံရှိရင်တော့မှဝယ်စားလို့မရတဲ့ကချင်ပြည်နယ်ထွက်ဒေတာအစားအစာတွေအများကြီးကိုဘုံကြီးကြီးနဲ့ပို့ပေးလိုက်ပါတယ်။ဒါကတော့ကချင်ပြည်နယ်ထွက်ဆန်စီးပါ။အမေကသူ့ကလေးတွေကိုပို့တာများတော့ပကေးချင်းတော့ကောင်းလို့တတ်နေပြီ။ဒါလေးကငံပြရည်ကျော်ကချင်ပြည်နယ်ကနေပဲစီစစ်လေးကပါလိုက်သေးတယ်။ပြင်ဒါလေးကမို့ကျော်မြေပဲဆန်ဒါလေးကအမိလက်ရမြစ်ချင်ကျော်လေးပါဒါလေးကမွန်းညင်းတုံကြံခောက်ဆွဲစားလို့ရှိရင်မပါမဖြစ်လေးပါပြင်ဒါလေးကစီတုံဟူဒါလေးကမြစ်ချင်လေးပါခဏနေမြစ်ချင်နဲ့ခောက်ဆွဲလေးလှုပ်စားပါမယ်မြစ်ချင်ခောက်ဆွဲဆိုတာကချင်ပြည်နယ်ရဲ့ signature လို့တောင်ပြောလို့ရတယ်အိမ်မှာမြစ်ချင်တာရှိလို့ရှိရင်ဟင်းသမီးရတယ်လို့ပါပဲကြော်စားချက်စားအကုန်လှုပ်စားလို့ရပါတယ်အကြီးကျင်လှုပ်စားတာတို့အချင်းရင်ချက်စားတာတို့မှာသုံးဖို့အတွက်လည်းဒီမကြီးမဲ့လေးကိုလည်းထည့်ပေးလိုက်ပါသေးတယ်။ဒါကဒေတာထွက်ဆန်စည်းခောက်ဆွဲနုညံ့ပြီးတော့အရန်စားလို့ကောင်းတယ်။ဒါလေးကတော့တဘာဝမူကြော်လေးပါအရန်စားလို့ကောင်းပါတယ်။ဒါလေးကအမေကိုယ်တိုင်တည်ထားပြီးတဲ့မှုညင်းချင်လေးပါ။ဝါအများကြီးပဲ။ဒီတစ်ခေါက်ပို့လိုက်တဲ့အထဲမှာအဓိကကတော့ဒီယာဒီစာငတ်စွမူကြော်လေးပါ။ဒီငတ်စွမိုကြော်လေးရဖို့တကယ်ကိုမလွယ်ကူပါဘူး။တနေ့တစ်ခါပေါ်လို့လာဆိုသလိုပဲဒီငတ်စွမိုကသူ့ယာဒီရောက်မှပေါက်တာပါ။ဒီလိုတပူးရဖို့အတွက်ဆိုလို့ရှိရင်မိုးတွေအများကြီးနဲ့ကြော်ရပါတယ်။ငယ်တုန်းကစားခဲ့တဲ့အတိုင်းသူစိတ်မွေးနေတဲ့အမိုကြော်လေးပါ။မိုကြော်လေးအတွက်ရောပစ္စည်းအများကြီးပို့ပေးတဲ့မမေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။အရန်လည်းချစ်ပါတယ်။ဘိုင်ဘိုင်